လာဇီယိုနိုင်ရပြီးပြည်တွင်းဖလားနှလုံးစကူးနိုင်ခဲ့တဲ့အင်တာယမနီမနက်စောပိုင်းကရှင်မြန်ကစားခဲ့တဲ့လာဇီယိုအသင်းနဲ့အင်တာအသင်းတို့ရဲ့ကိုပါအီတလီယာဖလားဖိုင်နယ်ပွဲစဉ်မှာအင်တာအသင်းက2ဂိုးပြတ်နဲ့နိုင်ရပြီးတော့ချန်ပီယံဖြစ်အောင်ပွဲခံနိုင်ခဲ့ကြောင်းသိရပါတယ်။ဒီပွဲဟာဖိုင်နယ်ပွဲစဉ်ဖြစ်တာနဲ့အညီနှစ်သင်းစလုံးကအကောင်းဆုံးပုံစံနဲ့ပွဲထွက်လာခဲ့ပြီးတော့အင်တာကပွဲစားကလေးကတောက်လျှောက်ဖိကစားနိုင်ခဲ့တာပါ။ပွဲစားပိုင်းမှာဘာရီလာရဲ့ဖန်တီးပေးမှုကနေမာတီနဲ့အနီးကပ်ပိတ်သွင်းနိုင်ခဲ့ပေမဲ့ဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့လို့အင်တာတို့နစ်နာခဲ့ရပါတယ်။ပွဲစားပိုင်းမှာဘာရီလာရဲ့ဖန်တီးပေးမှုကနေမာတီနဲ့အနီးကပ်ပိတ်သွင်းနိုင်ခဲ့ပေမဲ့ဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့လို့အင်တာတို့နစ်နာခဲ့ရပါတယ်။ဒီမာရုစ်ရဲ့ဖန်တီးပေးမှုကနေပြီးတော့တူရန်ကအင်တာအတွက်ဦးဆောင်ကိုသွင်းပေးခဲ့ပါတယ်။ပွဲချိန်35မိနစ်မှာတော့ဒန်ဖရီရဲ့ဖန်တီးပေးမှုကနေပြီးတော့မာတီနက်ကအနီးကပ်ပိတ်သွင်းပြီးအင်တာကိုဒုတိယကိုရရှိစေကပထမပိုင်းကိုဦးဆောင်စေခဲ့ပါတယ်။ဒုတိယပိုင်းမှာနှစ်သင်းစလုံးကလူစားလေးမှုနဲ့နောက်ထပ်သွင်းဂိုးတွေထပ်ရဖို့တဲ့ကြိုးပမ်းခဲ့ပေမဲ့ဂိုးမရတော့ဘဲနဲ့ပထမပိုင်းကရလက်တိုင်းပဲပွဲပြီးဆုံးခဲ့ပါတယ်။ဒီနေ့ပွဲစဉ်မှာအင်တာကပဲဖိကစားနိုင်ခဲ့ပြီးတော့လာဇီယိုအသင်းကဂိုးကန်သွင်းခွင့်တစ်ကြိမ်သာရခဲ့တဲ့အထိအချိန်ကြီးဆိုးခဲ့တာပါ။ဒီရလက်ကြောင့်မလို့အင်တာမီလန်အသင်းကဒီယာဒီမှာပြည်တွင်းဖလားနှလုံးစလုံးစကူးနိုင်ခဲ့တဲ့အထိအောင်မြင်ခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။